မင်္ဂလာပါဘောလုံးဝါသနာရှင်မိဘပြည်သူညီကိုများခင်များဒီနေ့မှာတော့ FA ဖလားပွဲစဉ်အဖြစ်ရှင်ပြိုင်ကြမဲ့ West Ham နဲ့ Bradford တို့ရဲ့ London Derby ပွဲကြိုသုံးသက်ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အိမ်ရှင် West Ham အသင်းကတော့နောက်ဆုံးပွဲစဉ်တွေမှာရလဒ်ပိုင်းအတက်အကျရှိနေပေမဲ့အိမ်ကွင်းမှာဆိုရင်တပွဲကိုပြင်းပြနှစ်6ကျော်အထိတွင်းယူနိုင်တဲ့တိုက်စစ်စွမ်းဆောင်ရည်ရှိပါတယ်။ဒါပေမဲ့ဒီနေ့ပွဲမှာတော့အဓိကကွင်းလယ်လူ Fred De Paul ပွဲပယ်ခံထားရတယ်လို့ဇန်နဝါရီမှာခေါ်ယူထားတဲ့ပတ်ပလူလဲဒဏ်ရာကြောင့်ဆက်လက်လွဲချော်မှာပါ။ West Ham ဟာအိမ်ကွင်းပွဲစဉ်တွေရဲ့80%မှာနှစ်သင်းစလုံးဂိုးသွင်းနိုင်တဲ့မှတ်တမ်းရှိနေတာကြောင့်တိုက်စစ်ကောင်းပေမဲ့ခံစစ်ပိုင်းကတော့စိတ်မချရသေးပါဘူး။ဧည့်သည် Bradford အသင်းကတော့အဝေးကွင်းခြေစွမ်းအတော်လေးမာကျောနေပြီးအဝေးကွင်းပွဲစဉ်တွေရဲ့80%ကျော်ကိုအနိုင်ရထားပါတယ်။ခံစစ်မူ Rico Henry ဒဏ်ရာရသွားတာကြောင့်အေဂျာကအစားဝင်ကစားဖို့ရှိနေပေမဲ့ Bradford ရဲ့အဝေးကွင်းခံစစ်ဟာတပွဲကိုတကိုးနှုံးသာပေးရလေးရှိပြီးပွဲစဉ်ထက်ဝက်ကျော်မှာဂိုးမပေးရအောင်ကစားထားနိုင်ပါတယ်။ဒီနေ့ပွဲရဲ့ပေါက်ကြီးအခြေအနေမှာတော့ Bradford က level 60အရှုံးပေးထားပြီးဂိုးပေါင်းဈေးကတော့3လုံး60အစားဖွင့်လှစ်ထားပါတယ်။ West Ham ရဲ့အိမ်ကွင်းမှာဂိုးသွင်းနိုင်စွမ်းနဲ့ Bradford တို့ရဲ့အဝေးကွင်းပုံစံကောင်းတွေကြောင့်ဒီပွဲမှာတကိုးစီတရေကျသွားဖို့အလားအလာအများဆုံးလို့မြင်မိပါတယ်။ဒါကြောင့်ဒီနေ့ပွဲမှာတော့နှစ်သင်းစလုံးဂိုးသွင်းနိုင်ခြင်းနဲ့အတူ Bradford အရှုံးမရှိနိုင်တဲ့အနေအထားကိုပဲရွေးချယ်တင်တယ်လို့ခန့်မှန်းရပါတယ်။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကြိုခန့်မှန်းချက်တွေနဲ့ဘောလုံးသတင်းတွေကိုနေ့စဉ်သိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို follow လုပ်ထားပေးပြီးဒီ post လေးကိုလည်းမျှဝေပေးသွားဖို့မမေ့ပါနဲ့ဦးခင်ဗျာ။ဘောလုံးအကောင့်ဖွင့်ချင်ရင်လည်း bio ကနံပါတ်ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီ London Derby မှာ West Ham တို့အိမ်ကွင်းအားသာချက်နဲ့နိုင်ပွဲရမလားဒါမှမဟုတ် Bradford ကပဲအမှတ်ခွဲယူသွားမလား။မိဘပြည်သူတို့ရဲ့အမြင်ကိုလည်းမှတ်ချက်မှာပြောခဲ့ပါဦးခင်ဗျာ။